USC history ရဲ့ကျန်သော striker တွေကတယောက်ဖြစ်တယ်ကျွန်တော်တို့ရဲ့အထမချမ်းနဲ့ဆရာဗန်ကအခုလက်ရှိမှာတော့ Flyweight division မှာထိုးနေပြီးတော့တော်တော်များများတော့ဆရာဗန်ရဲ့ aggressive ဖြစ်တဲ့ striking တွေ base line တယောက်တော့လူသိများကြတယ်အခုဆိုရင်ဆရာဗန်က UFC ရဲ့သမိုင်းမှာ1မိနစ်မှာထိချက်အများဆုံးဆိုတဲ့စံချိန်ကိုနံပါတ်1နေရာမှာရယူထားတယ် UFC လက်ချက်အကြီးတွေဖြစ်ကြတဲ့ Max Holloway, Sean O'Malley, Peter Yan လို့တော့1မိနစ်ကို9ချက်ပဲထိုးနိုင်တဲ့အချိန်မှာကျွန်တော်ရဲ့ဆရာဗန်က6ချက်တိတိကိုထိုးနိုင်ရဲ့ကိုဆရာဗန်ကဘယ်လောက်ထိတောင်ထားမထားလဲဆိုတော့သူ့ရဲ့ပထမအဦးဆုံး UFC ပွဲဦးထွက်ကို9ရက်လောက်ပဲပြင်ဆင်ချိန်ရခဲ့ပြီမဲ့တွေးကြုံရှိရဲ့ကစားသမားတစ်ယောက်ကို AC လေးပဲနိုင်ယူရခဲ့တယ်ကိုဆရာဗန်က striking ဘိုင်းမှာပဲကျန်းရမို့သူ့ရဲ့ ground game ကိုလည်းသွားရှုပ်တော့မရ ground game မှာလည်းပုံမှန် defensive လောက်ပဲမဟုတ်ဘူး submission နဲ့ပါ2ပွဲ3ပွဲလောက်နိုင်ယူထားဘူးသူနိုင်ယူထားရဲ့ submission တွေကမှဒီ6ကိုချုပ်တဲ့ submission ဆိုတာဒီ UFC မှာတွေးရခက်ခဲတဲ့ submission တစ်ခုလည်းဖြစ်တယ်ပေါ့နော်ကိုဆရာဗန်ကသူ့ရဲ့ professional ပွဲကိုအသက်19နှစ်ထဲနဲ့စပြီးတော့ထိုးခဲ့တယ်ပြီးတော့သူထိုးတဲ့လူတွေအကုန်လုံးကလည်း experience ရှိတဲ့ fighter တွေအကုန်လုံးကိုပဲထိုးပြီးတော့နိုင်ရတဲ့အတွက်ကြောင့်မို့သူ့ရဲ့ reputation ကလည်းတဖြည်းဖြည်းနဲ့တက်လာခဲ့တယ်ဒါမဲ့ဂျွန်လ9ရက်နေ့မှာကိုဆရာဗန်က Brazil fighter Bruno Silva နဲ့ထိုးသွားဖို့ရှိတယ်ဒီဘဲကသူကိုယ်ချတတ်တယ်လို့လည်းနာမည်ကြီးရဲ့ fighter တယောက်ဖြစ်တယ် first round မှာ knockout power နဲ့ submission skill ကလည်းကျန်တယ်ဆရာဗန်ရဲ့တခုတည်းသောရှုံးမွဲရလဲ submission နဲ့ရှုံးထားတာဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့နည်းနည်းလေးတော့စိတ်တော့ပူတယ်ဗျကျွန်တော်ကတော့ကိုဆရာဗန် second round third round လောက်မှာ knockout နဲ့နိုင်မယ်လို့အိမ်ပေါင်ကြီးပါတောင်းရင်းနေကိုဆရာဗန်ကအပွဲရှုံးပြီးကြတဲ့သူ့ရဲ့ ground game ကြီးကတိတိတတ်တာကိုတိုးတက်လာခဲ့တယ်အခုနောက်ဆုံးတိုးခဲ့တဲ့ပွဲမှာဆိုရင်လည်းသူ့ရဲ့ take down defense တွေကိုကောင်းကောင်းကြီးကိုပြနိုင်ခဲ့ကိုဆရာဗန်က round 1မှာ survive ဖြစ်သွားမယ်ဆိုရင်နောက် round တွေမှာအေးစစ်စစ်လေးပဲနိုင်ယူသွားလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်အခုလာမယ့်8ရက်နေ့မှာလည်းကိုဆရာဗန်ရဲ့ပွဲကိုအားပေးဖို့တော့မမေ့ကြပါနဲ့နောက်ပြီးတော့ကျွန်တော်ရဲ့ page မှာ MMA နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ fighter တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်မှုရှိတဲ့အတွက် subscribe လုပ်ဖို့လည်းမမေ့ပါနဲ့